ဒီကနေ့ခေတ်ယောဂီတွေကထင်ကောင်းထင်လိုက်ပဲတရားရိပ်သာသွားပြီးရက်ရှည်တရားကြီးထိုင်မှလို့ဒါကတော့လူကိုလိုက်လို့ဖြစ်တာခုတရားနားနေတာဟာလည်းပဲတရားကျင့်နေတာပဲเนาะဘာဖြစ်လို့တရားကျင့်နေတယ်လို့ပြောနိုင်ရတော့နားနေတဲ့အချိန်မှာမှန်ကန်တဲ့လမ်းကြောင်းတွေကိုရှင်းပြနေတဲ့အချိန်မှာအဲ့ဒီလမ်းကြောင်းအတိုင်းအေးဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်လို့ဒီလိုသဘောကျနေတဲ့အချိန်မှာလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးမာမနာလည်းမဖြစ်ဘူးဟောကိလေသာတွေအဲ့ဒီချိန်မှာငြိမ့်နေကိလေသာတွေစိတ်ငြိမ်သွားတဲ့အခါကျတော့အတိဉာဏ်တွေကလည်းတက်လာသဘောပေါက်သွားဉာဏ်ကနေသဘောပေါက်သွားဟောတမက်တဖို့ရသွားကြတယ်ဆိုတာရှင်းတော့ကတရားနာရင်လည်းပဲရသွားနိုင်တယ်ဒါတော့ကိုယ့်ရဲ့အတိုင်းအတာတစ်ခုပေါ့